စက်ရုံလုံးရုံများနဲ့လူနေအိမ်များကိုတစ်စစ်တပ်အားဖြင့်ယူပေးတဲ့ transformer များမှာမြေတို့ကြရင်စနစ် edit system ဟာရေးကြီးတဲ့အခန်းကဏ္ဍကတွေပါဝင်ပါတယ်ဒီအတင်းပြုလုပ်ရတဲ့ရွေချက်ကတော့လက်စစ်ပစ္စည်းများပစ္စည်းမှုကနေကာကွယ်ဖို့လက်စစ်ရှော့အနေရမှကာကွယ်ဖို့နောက်တစ်ခုကကျွန်တော်ဒီ power grid စနစ်တစ်ခုလုံးရဲ့ဘေးကင်းလုံခြုံမှုရရှိစေဖို့ပဲဖြစ်ပါတယ်ဒီမြေတို့ကြရင်စနစ် edit system ဟာ transformer များမှာရေးကြီးတဲ့လုပ်ငန်းစဉ်တွေအနေနဲ့ပါဝင်တာကြောင့် short ပတ်များနဲ့လို့ကျွန်တော်ပြောသွားပါမယ် transformer များမှာမြေတဲ့ကြခြင်းစနစ်လုံးမယ်ဆိုရင် transformer များရဲ့ကိုယ်ထဲ body app ပြီးတော့ neutral app LA lighting resistor လို့ခေါ်တဲ့ဒီ module စနစ်များကိုစနစ်တကျတက်ဆင်ပေးရပါတယ်connector လို့ခေါ်တဲ့ဒီမြေတဲ့ချကျိုးကိုလည်းသက်ဆိုင်ရာအပွိုက်များကိုစနစ်တကျတက်ဆင်ပေးရတယ်